ဒီနေ့တော့ဗောနော်စပိုင်းဆက်သုံးဆွဲတဲ့သူတွေအားလုံးပဲစောင့်မျှော်နေတယ်ဗောနော်ကျွန်တော်ကဒီတည်ထင်ပြီးပြောင်းလဲပြုပြင်ထားတဲ့ပုံစံလေးဒီနေ့ကျွန်တော်လက်ထက်ကိုဒီမှာရောက်ရှိလာပါပြီဗျာနော်ဟုတ်ကဲ့ဗျာဒါလေးအားလုံးကိုကျွန်တော်မိတ်ဆက်ပေးမှဖြစ်ပါပြီဗျာနော်ဒီကောင်လေးကလုံးဝဒီပေါ်ဆန်းစပားတွေအတွက်လည်းအရန်အကျိုးရှိတယ်ဗောနော်ပေါ်ဆန်းပြီးတဲ့အခါမှာကျွန်တော်တို့ဒီနောက်ထပ်ရေကြောင်းနောက်ဆိုင်စပားတွေရေးဖို့လည်းရှိတယ်ဗောနော်ရေကြောင်းနောက်ဆိုင်စပားတွေမှာဆိုလို့ရှိရင်လည်းဒီကအပင်အရန်ထူသည့်အတွက်ကိုဒီကောင်လေး၃ညအဖြစ်ရေးရှိဖို့ကောင်းတယ်ဗောနော်အပင်လိုစပားပဲဖြစ်ဖြစ်ပေါ်ဆန်းတက်ကြီးပဲဖြစ်ဖြစ်ဘလို့အနေထားမျိုးနဲ့ဘလို့စပားမျိုးပဲလာဗောနော်ဒီကောင်လေးကိုကျွန်တော်ထည့်ပြီးသုံးလိုက်မှဆိုရင်လုံးဝကျွန်တော်တို့ဆောင်မှာလုံးဝပါဝါအပြည့်နဲ့ကောင်းကောင်းစပားကြီးလို့ရသွားမယ်ဗျာနော်ဟုတ်ကဲ့ဗျဟုတ်ပြီဒီကောက်ဒါလေးမမိတ်ဆက်ခင်မှာ12လပိုင်း3ရက်နေ့ကြာလို့ရှိရင်ဒီအပတ်စဉ်ကတင်နန်းကိုကျွန်တော်တို့ပြန်လည်ပြီးတော့ခေါ်ပြီးမှဖြစ်ပါပြီနော်အဲကြောင့်ဒီတင်နန်းတက်မှတ်သူတွေအားလုံးကလည်းပေါ့နော်12လပိုင်း3ရက်နေ့ကိုရောက်လာမှဖြစ်ပြီးတော့ပေါ့နော်ဒီကြားထဲမှာကျွန်တော်ကဒီ MPD ဖုန်းနံပါတ်ပေါ့နော်3994433939ဆိုတဲ့ဖုန်းနံပါတ်မှာ Viber မှာလာရောက်ပြီးရှောက်ထားနိုင်ပါလိမ့်မယ်နော်ဒီခေါက်လူကြီးရတော့လုံးဝအကန့်အသတ်နဲ့လူကြီးနည်းနည်းပဲခေါ်မှဖြစ်သေးတော့ပေါ့နော်ဟုတ်ကဲ့စင်းပေးထားသူတွေများပါပြီဗျာနော်အဲကြောင့်အပတ်စဉ်ကတင်နန်းတက်မှတ်ဆိုတော့ Viber မှာရှောက်ပြီးလို့လိုအပ်ပါပြီဗျာနော်ဟုတ်ပြီကျွန်တော်တို့ကအဓိက main စလိုက်အောင်ဟုတ်ပြီအဓိက main လေးကဒီပစ္စည်းလေးကိုကျွန်တော်တို့ရဲ့ဒီစပားရိတ်ဆက်မှာတက်ပြီးသုံးလိုက်မယ်ဆိုလို့ရှိရင်လုံးဝအားတာချက်ကိုအရင်ပြောမယ်ပြီးရင်ကျွန်တော်အားနည်းချက်ရှိလားမရှိလားတစ်ချက်ပြောပြမယ်ပေါ့နော်ဟုတ်ပြီအားတာချက်နံပါတ်1အားတာချက်အနေနဲ့ဒီပစ္စည်းလေးကိုကျွန်တော်တို့ရဲ့စပားရိတ်ဆက်မှာတက်ပြီးတော့သုံးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အဆင်းလိုက်သွားမယ်စပားရိတ်စပြီးတော့စပားကလယ်ထဲမှာရောက်လို့ဒီကျွန်တော်တို့ဆက်ကစပားရိတ်နေပြီဆိုတာနဲ့ရှေ့မှာကျွန်တော်ရှိတဲ့ဘီကုတ်တန်းပေါ့နော်ကျွန်တော်မြန်မာလိုပဲပြောလိုက်မယ်တော်တော်များများအဆင်ပြေအောင်လို့တချို့တော့ဒီဘီကုတ်တန်းဝှီးဆိုပြီးခေါ်ကြတာနော်မြန်မာလိုပဲပြောလိုက်မယ်ဟုတ်ပြီဘီကုတ်တန်းဒီပုံမှန်ပါလာတဲ့ဒီပူလီနဲ့အတိုင်းနာရသည်အရင်နှိမ့်ကွလွန်သည်ဆိုတော့ဒီပစ္စည်းလေးတက်လိုက်မယ်ဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ရဲ့ရှေ့မှာရှိတဲ့ဒီဘီကုတ်တန်းရဲ့လက်ပတ်မှုကပုံမှုရမြန်ဆန်လာလိမ့်တော်တော်များများအားကြလေထိုင်းနေမှာဘီကုတ်တန်းနေအရန်မြန်တော့စပားရိတ်ကတာကောင်းတယ်ဟုတ်ပါတယ်အမှန်တကယ်တော့လေရှုပ်ထွေးနေတဲ့စပားတွေအားလုံးကိုသူကရှင်းလင်းပြီးတော့ဘီကုတ်တန်းမြန်မှာသူကဓာတ်တန်းရှိကိုမြန်ပို့ပေးမှာစပားတွေအားလုံးပေါ့နော်ဘီကုတ်တန်းအကယ်၍နှေးနေမယ်ဆိုလို့ရှိရင်ဓာတ်တွေရှိကိုဘီကုတ်တန်းစပားပင်ကိုကောင်းကောင်းကြီးစွပြီးတော့မရှင်းပေးနိုင်တဲ့ခါမှာဓာတ်တွေမှာဖြတ်အားနေတာမျိုးတွေဖြစ်တတ်တယ်ဓာတ်တွေမှာစပားပင်တွေညက်ပြီးတော့ဓာတ်တွေဖြတ်အားမကောင်းတော့ပဲဓာတ်တန်းတွေညက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါရေးဆက်မောင်းတဲ့မောင်းသားတွေတော်တော်များများသိတယ်အကယ်၍ကိုယ့်ရဲ့ဘီကုတ်တန်းကြီးကမြန်နေမယ်ဆိုရင်စပားအားလုံးကိုမြန်ဆန်ရှင်းထုတ်နိုင်ပြီးတော့ဓာတ်တန်းရှိကိုလွတ်လက်ပေါ့ပို့ပေးတဲ့ခါမှာဓာတ်တန်းကလည်းကောင်းကောင်းဖြတ်ပေးနိုင်လိမ့်မယ်အဲ့တော့ကြောင့်ဒီပစ္စည်းလေးကိုထည့်ပြီးသုံးခြင်းအဖြစ်ကနံပါတ်1အနေနဲ့ကျွန်တော်တို့ရဲ့ဘီကုတ်တန်းဒီပုံမှန်ထက်ပိုအရန်မြန်ဆန်လာသည့်အတွက်ကိုစပားလဲကောက်တဲ့နေရာမှာပြောင်းစင်အောင်ကောက်နိုင်တယ်ဥပမာတစ်ခုပေါ့နော်ကျွန်တော်လယ်ထဲမှာ12စီးရှင်ပြီးတော့ရိတ်လိုက်မယ်ရိတ်လိုက်တဲ့ခါမျိုးမှာတစ်ဖက်ကဘီကုတ်တန်းအနှင်းနဲ့ရိတ်မယ်တစ်ဖက်ကဘီကုတ်တန်းအမြန်နဲ့ရိတ်မယ်ဆိုဘီကုတ်တန်းအမြန်နဲ့ရိတ်တဲ့